ဒုက္ခပဲငါကွန်ပျူတာဘာကြောင်သွားပြီလဲမသိဖွင့်လို့မရတော့ စိတ်မညစ်ပါနဲ့ဦးရဲ့ကျွန်တော်ရဲ့ဟောဒီစေဖြန်းပေးပါမယ် ဟာဝင်းတို့ပြန်ပေါ်ပြီဖိုင်နေကုန်ဖွင့်လို့ရပြီကျေးဇူးတင်လိုက်တာကွာရော့မို့ဘူး အမလီကုံလာပြီတော့ ဟာဘဘအမေတန်ပါလားဘာဖြစ်တာလဲအန်ဒီ ဒီမနက်စာချက်ဖို့ဝယ်လာတဲ့ကြက်ဥတွေလွတ်ကြပြီးကွဲကုန်လို့သွားပါပြီအချိန်ကလည်းမရှိပြန်ဝယ်ဖို့ကလည်းအဝေးကြီးထွက်ဝယ်ရအောင်မယ်တေးသာတေးလိုက်ချင်တာပဲ မသေးပါနဲ့အန်ဒီရဲ့ကွဲသွားတဲ့ကျုပ်တွေအကောင်းတိုင်းပြန်ရအောင်လှုပ်ပေးမယ် ရသော်ဖေးယာကျုပ်စလုံးအကောင်းပကတိပြန်ဖြစ်သွားပြီတော်လိုက်တာဣတိရဲ့ငါစားဖို့ဝယ်လာတဲ့ဆွနေမကွင်းမို့ရော့နင်းစား ဟဲ့ကောင်ဤဒီမင်းဆေးဘူးကတိတ်ကိုဟုတ်နေပါလားမင်းလုပ်သမျှအကုန်လုံးနောက်ကငါလိုက်ချောင်းကြည့်နေရကွာ ဟဲ့ဒါအကောင်ဆိုးစေးกว่าဆိုးရွားပျက်စီးနေတဲ့အရာတွေကိုဖြန်းလိုက်ရင်ကောင်းသွားမယ်ကောင်းနေတဲ့အရာတွေကိုဖြန်းလိုက်ရင်တော့ပျက်စီးဆိုးရွားသွားလိမ့်မယ်ကဲငါတော့အိမ်ထဲမှာကူညီပြီးပြီမင်းအပြေထွက်ပြီးလူတွေကိုဒီဆေးမှုနဲ့ငါလှုပ်တလို့မျိုးကူညီလိုက် နားလေသဘောပေါက်မင်းဆေးဘူးကငါ့ကိုပေးလိုက်ဟဲ့ငါတော့ဒီဆေးဘူးနဲ့နာမည်ကောင်းရအောင်တော့မယ်ဟာဟိုမှာလူတွေဝိုင်းအောင်နေပါလားဘာဖြစ်နေရလဲမသိဘူး ဦးချစ်ကနဲ့လမ်းထဲကထွက်လာတဲ့စပိန်နဲ့ဝင်တိုက်ပြီးလို့ပြဿနာဖြစ်နေတာလေ ငါမှန်တယ်ငါကားစေးဘော်ဒီဘူးမင်းရော ညမတာဗျကျုပ်စပိန်ဘူးရော်ပြီး ကဲနေရာစလုံးမဒူးမှမရောနဲ့ကျွန်တော်လုပ်ပေးမယ် ဟဲ့ကောင်မို့မင်းကဘယ်လောက်ချမ်းသာလို့လဲရော်ပေးရအောင်ငါကားကတိန်းထောင်ကြီးပေးရတဲ့အကောင်စားကားကွာအသေးတိုင်းရမှကြည်နေမယ် ကျုပ်စပိန်ကလည်းဂျပန်စပိန်အစ်စ်နော် တို့ကြပါတော့ဗျာကျွန်တော်လုပ်ပေးပါမယ် ဟေးပိန်လိန်နေတဲ့ကားကအကောင်တိုင်းဖြစ်သွားပြီ ငါစပိန်လဲဝယ်တော့ကအတိုင်းအသေးဆက်ဖြစ်သွားပါလား ကဲကျင်းနေကြပြီမဟုတ်လားသွားပြီပြော ဟာဟိုမှာဘိုးလာနေပြီဟဲ့ကောင်မင်းမှာဒါမျိုးရမှုလင်းမြန်ရှိလားကြည်စမ်း တော်အကြွားတန်တဲ့ဖတိပဲဒီတစ်ပင်အခွက်ကနေသူ့လေရင်ကိုဆေးလှမ်းဖြန်းလိုက်မယ် ဟာဘိုးတစ်ပင်နောက်မှာတွားရှောင်နေတယ်ငါလေရင်သူ့နာကတ်မောင်းပြလိုက်မှာဟာငါလေရင်ထိန်းလို့꿰လို့မရတော့ဘူးပြက်ကြတော့မယ်အာခွေးကောင်ဘူးဒါမင်းနဲ့ချက်မဟုတ်လားမပြေးနဲ့ ဖတိလိုက်နေပြီသူလျှောက်တဲ့တရားကောင်းကိုပြစ်လိုက်မယ် အာကြိုးကြပြီဗျာ ဘွယ်တွေကဖတိရေညောင်စင်းဆရာလားကွာတနာလေတာတန်ဟိုက်ဥမာဖတိညောင်းတွေကပြန်တက်လာပါလားငါနောက်ကိုလိုက်ညာနိုင်တယ်မဖြစ်ဘူးဒီတစ်ပင်ပေါ်တက်ပုံးနေမှာ ဟဲ့လေပါလာအကုန်ထုံစမ်းဒီမှာဘာလဲတွေ့လားဘာမှမပါပါဘူးကျုပ်ကလူရှိန်အောင်ဝစ်လာတာအဲ့ဒါဆိုအဲ့ဒီအင်ကြီးတွေပစိုးတွေအကုန်ချော့ ဟာအောက်မှာဓမြတိုက်နေပါလားဓမြကိုငါဆုံးမမ ဟဲ့ဒီအဝေးစားတွေတွားရောက်ရင်3-4တောင်လောက်တော့ရမယ်မဆိုးဘူး ကဲကွာ ဟင်းအစိုးပြတ်တွေဖြစ်ကုန်ပြီပတ်စံမရပဲထောင်ကြတော့မယ်ပြေးမ ကဲကွာပြန်ကောင်းစံ ဟင်းငါအင်ကြီးတွေပြန်ရပြီလူမမြင်ခင်အမြန်ပြန်ဝစ်ပြီးဒီနေရာကလင့်မှာ ဟဲ့ဟိုလူတော့အတော်ဝမ်းသာသွားပုံရတယ်ဟင်းဟိုအမိုက်ပုံမှာအမိုက်တွေများလာကြီးလားငါမသိဘူးထင်တယ်အတုံးမဝင်တဲ့အမိုက်တွေကိုပြန်အတုံးဝင်အောင်ကောင်းဆိုးစေးနဲ့အကောင်းပြန်လုပ်လိုက်မယ် ဟာဟိုမှာပစ္စည်းအသေးဆက်တွေလာလွတ်ပစ်ထားပါလား ပိုင်ရှင်မရှိတဲ့ပစ္စည်းတွေကွာဝင်ယူကြစို့ ကန်ဆာမေးပြရတယ်ကြမ်းမေး ဟာလူတွေကြိတ်ကြိတ်တိုးနေကြတယ်လမ်းတိုင်းကအမိုက်ပုံတွေကိုဒီလိုလိုက်လုပ်ပြီးကောင်းပါလေဟာကိုချိုးပါလားဟဲ့ဟိုလမ်းထိပ်ကအမိုက်ပုံမှာပစ္စည်းအကောင်းစားတွေပုံချထားလို့လူတွေတောက်ကောက်ယူနေကြတယ်မင်းရတော့မကောက်ဘူးလား no way ငါတို့ကအကောင်းစားပစ္စည်းတွေကိုနာမည်ကြီးကုန်တိုက်တွေကနေဝယ်သုံးတာဒါမျိုးလမ်းဘေးပစ္စည်းစိတ်မဝင်စားဘူးဒီမှာငါကိုယ်ဘောကအဝေးစားတွေကိုပဲကြည့်အကောင်းစားတွေ တော်ကြီးတယ်လေကောင်ကဲကွာ ဟင်းငါအင်းကြီးအဝေးစားတွေစုပ်ပြတ်တတ်ကုန်ပြီ ဟာအကောင်းစားလားအဟောင်းစားလားရေရတယ်ဟေး ငါကိုလှောင်တဲ့ကောင်ငါဖို့တာပြင် ကဲကွာငါနောက်မလိုက်နိုင်အောင်ဒီဖက်ကအဆုပ်လုပ်ပြလိုက်မယ် ဟ
လည်းပြက်ပြီးချော်လဲပြီဗျာအာ တာတာဘိုင်ဘိုင်ဟာဟိုထုခုစေကမ်းမှာလူတွေစီကြကြည်လားစံတက်ခါကြီးဆေးဖို့တွေမကုန်တော့ဒီနေမကောင်းတဲ့လူတွေကိုပြန်ကောင်းအောင်လုပ်ပေးလိုက်မယ် ဘူးမဘူးတော့ဘူးချောင်းဆိုးလေးပြောင်းသွားပြီ ဘောတော့ပါလားပြန်မငါစေကန်းကလူလာပြီဘယ်ရောက်သွားကြပြီလဲ ကျွန်တော်ရဲ့ဟော်ရီဆေးဖို့နဲ့ဒီမကောင်းတဲ့လူတွေကိုကောင်းအောင်လုပ်ပေးလိုက်တာလေမကောင်းဘူးလား မကောင်းဘူးကွာမကောင်းဘူးငါရမယ်စံသက်ခါတွေစေဖို့အမြတ်ခါတွေမရတော့ဘူးကွာသေပြီတော့ ကြောက်ပါပြီဗျာမိလောက်ပါဦးညီတို့မိဖို့တဲ့ငါခဏဝင်ပုံးနေပြရတယ်ဘယ်လိုဖြစ်တာလဲမိဟာကအတဲအတန်ကြီးပဲငါကစေတနာနဲ့လူနာတွေကိုနေပြန်ကောင်းဟောဒီစေးရည်နဲ့ဖြန်းလိုက်လို့ဆရာဝန်စိတ်ဆိုးပြီးလိုက်တာလေဟေးမကောင်းတာကိုကောင်းအောင်လုပ်လို့ရတယ်ဟုတ်လားတော်ပြီဟောဒီမှာငါချက်ထားတဲ့ဟင်းလေးပေါ့အောင်ရဲ့အဆက်အဟမ်းမတည့်လို့ငါအဖွားမစူအောင်ပြင်ပေးဟာကဲမကောင်းတဲ့ဟင်းလေးကောင်းသွားစမ်း ဟဲ့ဟင်းနေကြက်ပြီလားမမီနီမှန်းစမ်းငါမီးကြည့်မယ်ဟဲနာမည်ကြီးသမင်းဆိုင်ကစဖို့မှုတွေလက်ရအတိုင်းပါလားချန်ကင်ကနေကြည့်ထားတယ်ထင်တယ်နောက်ဆိုနေ့တိုင်းနေမဲချက်တော့ အမလေးလေးသွားပါပြီတော့လက်ရကောင်းလို့ဟင်းချက်တဲ့အလုပ်ပါရသွားပြီတော့ဒီလိုမှန်းပြီးဘဘကမလုပ်ခိုင်းပါဘူးတော့ငါကိုအမှုပတ်တော့မယ်လင်းမကိုဆရာဝန်နဲ့မတိုးအောင်နောက်ဖေးလန်းကြားကထွက်မယ်ဟာဟိုခွင်းငါကိုအမိုက်ကောက်သမားမှန်ပြီးလိုက်ဆွဲတော့မယ်ကိုတစ်ကိုင်းကိုဒီဆေးဘူးနဲ့ပြစ်မဆွဲပြီးခွေးပေါ်ကြတော့မယ်ဒီဆေးဘူးရှိနေမှတော့ဘာမှကြောက်စရာမလိုတော့ဘူးတနာကြပါခင်ဗျာတနာကြပါဟာဒီပတ်စံတောင်းတဲ့လူတွေရဲ့အဝယ်စားတွေကစုပ်ပြတ်တက်နေပါလားသူတို့တွေဝမ်းသာသွားအောင်ငါလှုပ်ပေးလိုက်မယ် ဟေးငါတို့အဝယ်စားတွေအစ်စ်အကောင်းစားတွေဖြစ်ကုန်ပြီကြည်စမ်းဟေးအဲ့ဒါကျွန်တော်လှုပ်လိုက်တာလေတိတ်ဝမ်းတာနေကြပြီမဟုတ်လား ဝမ်းမတာဘူးကွစိတ်ဆိုးတာဒီအစ်စ်အကောင်းစားတွေနဲ့ဆိုဘယ်လိုလုပ်တောင်းစားလို့ရတော့မှာလဲကွတို့အလုပ်ကိုထိခိုက်အောင်လုပ်တဲ့ကောင်တေးပြီတော့ အမလီစောစောကပတ်တီးတွေဂျိုင်းတောင်းနေတဲ့လူတွေကအခုတော့အကောင်းဖြစ်ပြီးငါ့ကိုစောဘလော်တီးဖို့လိုက်လာနေကြပြီပြေးမှာသူတို့တွေဆက်မလိုက်နိုင်အောင်လမ်းကျန်းတဲ့ဘက်ကိုဝင်ပြေးမယ်အမလီလမ်းကတကယ်ဆိုးတယ်ဗျမြန်မြန်ပြေးမှာအာချော်နေပြီလို့ဟိုက်ငါစေဘူးချက်တင်းပေါက်တယ်ဝင်သွားပြီအလိုပြန်နှိုက်ထုတ်ရမယ် ဟိုက်အထဲမှာဆေးဘူးကိုကြွက်တွေကအစားမဲ့ပြီးတိုက်ဖောက်ပြစ်နေကြပြီဝင်းနေလှုပ်လာပြီအမလေးတော်လဲတန်နေရောမိုးလုံးတန်နေရောမြည်ရပြီဗျာဘာဖြစ်တာလဲမသိဘူးဒီလှုပ်ပါဦးအပြင်မှာပါတီဖြစ်ကုန်ပြီလဲမသိဘူးကဘာပြတ်တော့မှလားပဲ ဟာဒါကဘာပြတ်မဲ့လက္ခဏာတွေပဲကွရေကြီးမယ်လောင်မီးကြမယ်ပြီးတော်နေပေါက်ကွဲမယ်မုန်တိုင်းတွေတိုက်တော့မယ်ဖះအဲ့ဒီပုံတွေဖြစ်နေပါလားမင်းရဲ့ဟိုဆေးဘူးနဲ့ပျက်စီးတော့မဲ့ကဘာမီကြီးကိုဖြန်းလိုက်ရင်အကောင်းပြန်ဖြစ်သွားလိမ့်မယ်ကွအဲ့ဒီဆေးဘူးဗမာလဲအမြန်ပေးစမ်း ဟုတ်အဲ့ဒီဆေးဘူးကြက်တင်းနဲ့ကြပြီးပေါက်ပြဲသွားလို့ဆေးရည်တွေမြည်ကြီးရဲ့ကြပြီးအခုလိုချက်ကုန်တာနဲ့တူတယ် အေးလက်စားတက်တော့မင်းလက်ချက်ကိုမဖြစ်ဘူးအဲ့ဒီဆေးလက်ချံငါတက်ခွဲကန်းနဲ့မှစီအောင်မဲ့ထင်တယ်အမြန်သွားယူမှရပြီမင်းဆေးဘူးပြုတ်ကြခဲ့တဲ့ကြွက်တင်းပေါက်နေရကိုအမြန်သွားမယ်အမလေးလေးတွေမမြင်နေရလဲကိုဆိုးလာအဲ့ကဒီကြွက်တင်းပေါက်မဟုတ်လားတောင်းထက်ဒီဟဲ့ဟာ ပြန်ငင်သွားပြီတော်ပါသေးရဲ့ကဘာမြေကြီးဘာမှမဖြစ်တော့လို့ ကံကောင်းလို့မင်းစောတာကဘာမပြတ်တယ်တော်ပြီနောက်ဆိုငါထွင်တဲ့ပစ္စည်းတွေမင်းကိုအရန်ပေးစောလို့မဖြစ်တော့ဘူး သွားပါပြီဗျာသွားပါပြီ